မင်္ဂလာပါကျွန်တော်နာမည်ကယမင်းပါလို့အသက်ကတော့45နှစ်လက်ရှိကတော့လေပြည်ကြီးတကွန်မြို့နယ်မှာပေါ့ပစ္စည်းဝေတဲ့နေရာတွေမှာပေါ့တာဝန်ယူပေးနေတယ်ငလင်ပေါ့နော်ငလင်ဖြစ်တော့ကြတော့ကျွန်တော်တို့အခုနေတဲ့လက်ရှိနေတဲ့တိုက်ခန်းကအောက်တေးရပေါ့နော်အပ်သွားတယ်နောက်တစ်ခုကကြတော့လှေကားတွေပေါ့နော်လှေကားတွေကနေလို့မရအဲ့တော့ကြတော့အပေါ်မှာကျွန်တော်တို့ကတတိယထက်ဆိုတော့အပေါ်မှာလူနေတဲ့အခါမှာအန်ရရှိနိုင်တဲ့အနေအထားဆိုတော့ကျွန်တော်တို့အခုလက်ရှိကတော့အိုက်တိုက်အောက်မှာကျွန်တော်ဒီလိုမျိုးတဲနဲ့ပေါ့နော်ယာယီတဲနဲ့ကျွန်တော်နေနေရတယ်ကျွန်တော်တို့အရှိမဆိုပြိုချတဲ့သူတွေရှိတယ်မိသားစုလိုက်တွေပေါ့နော်ဆုံးရှုံးသွားတဲ့သူတွေရှိတယ်အော်ငါတို့သူများတွေဆိုရင်မိသားစုလိုက်တွေဆုံးရှုံးသွားတယ်အဲ့တော့じゃငါတထောင်တနေရာနေပြီးတော့ငါ့ကိုအသက်ရှင်ခွင့်ပေးထားတယ်အသက်ရှင်ခွင့်ပေးထားတဲ့ဟာငါကသူများကိုဘာတွေလုပ်ပေးနိုင်မလဲဆိုပြီးငါ့ကိုအသက်ရှင်ခွင့်ပေးထားတာပေါ့နော်အဲ့တော့じゃငါအသက်ရှင်မှာဖြစ်မယ်ပေါ့နော်အဲ့ဒါမျိုးနဲ့ကျွန်တော်တို့အားယူပြီးတော့ပြန်လဲလုပ်ပါတယ်လို့အခုမိုးရင်းရောက်တော့မယ်ပေါ့နော်တခုနည်းနည်းစိုးရိမ်တာကြကိုလိုမျိုးပဲဒီလိုမျိုးယာယီတဲမှာနေနေရတဲ့သူတွေကိုတော်တော်စိုးရိမ်တယ်ကျွန်တော်တို့ဆိုအခုဆိုရင်မိုးပတ်လဲကျွန်တော်တို့ဒီတိုင်းနေရတယ်ပေါ့နော်နေပူလဲကျွန်တော်တို့ဒီတိုင်းပဲနေရတယ်ပေါ့နော်အဲ့တော့ကြတော့ရှက်တာကလုံလုံခြုံခြုံကျွန်တော်တို့ရှိဖို့အရေးကြီးတယ်ပေါ့နော်